ခလေးများနဲ့လူကြီးများပါမကြံအများစုဟာနေ့စဉ်နဲ့အမျှတွားရင်လာရင်လှုပ်ရှားရင်းနဲ့ချွဲတလိပ်တွေကိုဖတ်ထုတ်လိရှိပါတယ်။လေချောင်းနဲ့ချွဲရှိနေရင်နေရထိုင်ရခက်သလိုစကားပြောဆိုရတာအနှောက်အယှက်ဖြစ်ပါတယ်။ချွဲတလိပ်များလို့ချွဲထားတဲ့အခါတွေမှာချောင်းဆိုးရင်ကြက်ဖြစ်ခါပြင်မမောက်ဟိုက်ပြီးအနေခက်လာပါတယ်။အဲဒီအတွက်ကြောင့်အများစားထွေးထုတ်လိရှိကြပါတယ်။ဒါပေမဲ့ချွဲဆိုတာအဆုတ်နဲ့ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုလုံးကိုကာကွယ်ပေးဖို့အတွက်ခန္ဓာကိုယ်မှာရှိတဲ့လောက်တော့ရှိရပါတယ်။အဆုတ်လေးပြုံအတွင်းချောစီကဲသို့အလုပ်လုပ်သလိုစစ်ထုတ်ခြင်းအလုပ်တွေကိုလုပ်ဖို့အတွက်လည်းလိုအပ်ပါတယ်။ချွဲတွေဟာနှာခေါင်းကလေအဆုတ်အထိရှိနေတတ်ကြပါတယ်။ကြီးစုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘုဒ္ဓတာဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brihat Channel လေးကို like and subscribe လုပ်သွားပေးပါဦးခင်ဗျာအသက်ရှူတဲ့အခါလေကိုနှာခေါင်းထဲသို့ရှူသွင်းလိုက်တဲ့အခါတိုင်းလေနဲ့အတူပါလာတဲ့ဖုံမုံတွေခန္ဓာကိုယ်နဲ့ဓာတ်မတည့်တဲ့အရာတွေ virus ပိုးအစရှိတဲ့အရာတွေဟာချွဲထဲမှာကပ်နေပါတယ်အဲ့ဒီအရာတွေကိုခန္ဓာကိုယ်ကတနည်းနည်းနဲ့ဆွန့်ထုတ်ဖို့လိုအပ်ပါတယ်ဒီအတွက်ချွဲတလိပ်အနေအဖြစ်ပြောင်းလဲကဒီအရာတွေကိုဆွန့်ထုတ်ပစ်ပါတယ်ဒီလိုနည်းဖြင့်ခန္ဓာကိုယ်အတွင်းကိုရောက်လာမဲ့ virus နဲ့ရောဂါပိုးတွေဖုံမှုန့်တွေနဲ့အဆိပ်အတောက်အခိုးငွေ့တွေကိုချွဲတွေကကာကွယ်ပေးပါတယ်ဒါပေမဲ့ခန္ဓာကိုယ်ထဲမှာချွဲတွေလိုအပ်တာထက်ပိုပြီးရှိနေရင်ယောဂပိုးတစ်ခုခုဝင်ရောက်ပြီးကိုယ်ခန္ဓာရဲ့ပုံမှန်အလုပ်ကိုအနှောက်အယှက်ပြုနေပြီဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်အဲဒီလိုအပ်တာထက်ပိုထွက်လာတဲ့ချွဲတလိပ်တွေကိုလေချောင်းနဲ့အဆုတ်ထဲကနေရှင်းထုတ်ဖို့လိုအပ်ပါတယ်ချွဲတွေအများပြားထွက်လာရတဲ့အကြောင်းရင်းများစွာရှိပါတယ်ခန္ဓာကိုယ်နဲ့ဓာတ်မတည့်တဲ့အရာတွေပန်းနာရင်ကျက်ယောဂနဲ့အေးပတ်စီရဲ့တုပ်ကွေးဗိုင်းရပ်ပိုးတွေကြောင့်ခန္ဓာကိုယ်အထဲမှာချွဲတွေထွက်ကနာတာရှိအဆုတ်ယောဂအဆုတ်ပြုံရောင်ရမ်းတာတွေနဲ့ TB ယောဂအထိဖြစ်လာတတ်ပါတယ်ဒါအပြင်မိမိရဲ့နေထိုင်မှုပုံစံနဲ့ပတ်ဝန်းကျင်ကြောင့်ချွဲတလိပ်ဖြစ်စေဖို့ဆက်နွယ်ပတ်သက်နေတတ်ပါတယ်အဆိုရမရှိတဲ့6သွေးလုံးနဲ့ပတ်ဝန်းကျင်မှာနေထိုင်ပြီးရင်လည်းချွဲတွေထွက်လာတတ်ပါတယ်ရေတောက်နေတဲ့အခါနဲ့ကော်ဖီလက်ဖက်ရည်အချိုရည်အရက်စတာတွေအလွန်မင်းတောက်သုံးတတ်တဲ့သူတွေအတွက်လည်းချွဲထွက်မှုများတတ်ပါတယ်ဆေးလိပ်တောက်သုံးသူများအတွက်ကတော့ပိုပြီးချွဲထွက်မှုများတတ်ပါတယ်ဒါကြောင့်မိမိကိုယ်ကိုဘလို့အကြောင်းအရာကြောင့်ချွဲထွက်များလိမ့်တယ်လဲဆိုတာကိုသိရှိထားမယ်ဆိုရင်မြန်မြန်ဆန်ဆန်ဖြစ်ထိရောက်တဲ့ကုသနည်းများကိုကုသနိုင်မှာပဲဖြစ်ပါတယ်မိမိရဲ့ချွဲမတစ်ဆင့်လဲတခြားသူများထံယောဂပိုးများအလွယ်တကူကူးစက်နိုင်ပါတယ်ဒါကြောင့်ချွဲဆိုတာခန္ဓာကိုယ်မှာလုံးဝမရှိရမယ့်အရာမဟုတ်ဘဲများနေလို့လည်းမရတဲ့အရာဖြစ်တဲ့အတွက်ဂရုတစိုက်ကျန်းမာနေထိုင်နိုင်စေဖို့အတွက်တင်ပြလိုက်ပါရခင်ဗျာ